တေတကားဆရာတော်ကြီးမှနီလန်ပေးတော်မူသည်အင်္ဂေဟာကြက်တရေတိုး၍မင်္ဂလာရှိလက်ပွင့်အောင်လှုပ်ဆောင်ရမည်များနနက်အိယာထားသည်နှင့်တပြိုင်နက်မျက်နာတစ်ကသွားတိုက်ပြီးပါကဖះเจ้าဆောင်တန်ရှင်းရေးပြုလုပ်ပါဖះတောက်တော်ကြီးလည်းစီမီပူဇော်ပါစွန်ကတ်ကော်ဖီတစ်ခွက်ကပ်ပါတစ်တီးလူလည်းရပါတယ်ဂုံတော်တစ်ပါးပွားသို့မဟုတ်ကိုးပါလုံးပွားလည်းရပါတယ်ပတိစိတ်ရင်ပိုကောင်းပါတယ်ကိုလှုပ်သောကုသိုလ်တွေကိုကိုဆောင်နဲ့အိမ်ဆောင်နဲ့အလုတ်အကိုင်ရုံးကုမ္ပဏီစက်ရုံတွေစိုင်းနေမှာစောင့်နေနှကောင်းနှက်မြက်များအားအမျှပေးဝေပါတေတကားဆရာတော်မေတ္တာဝင်းကြီးကိုပဲအစအဆုံးမေတ္တာပို့ပါပြီးရင်ကျေးစီသို့မဟုတ်ခေါင်းလောင်းလို့အမျှပေးဝေပါတာရုခေါ်ပါအိမ်မှာနနက်ခင်းစိတ်တူစရာစိတ်ညစ်စရာများမတွေ့ပဲမပျော်ပဲမဆဲမိမအော်မိမဆူမိအောင်ကြိုးစားပြီးစောင့်ထိန်ပါလေ့ကျင့်ပါမေတ္တာထားပါအောင်မြင်ပါမည်လက်ခေါ်ခါတာကို10ချိန်ရွတ်ပါရွတ်ပြီးပါကအရက်10မျက်နှာအရက်9မျက်နှာအရက်10မျက်နှာမှာလက်ဝင်ပါစေမိတ်ဆွေကောင်းတွေဝင်ပါစေငွေဝင်ပါစေဘေးရန်ဟုသမျှကင်းကြပါစေကောင်းတဲ့ကြား၍ကြောပါစေဟုအရက်4မျက်နှာကိုအာယုံပြုပြောပါနနက်ချိန်ခါတေးတန်သာစက်တည်မင်္ဂလာတာယာနာပြောပွဲဖွင့်ပြီးမင်္ဂလာယူပါဆရာတော်ကြီးများဤတရားတော်များဖွင့်ပြီးနနက်စာစားပါတေတကားဆရာတော်ဤမေတ္တာတက်ကိုခံယူပါဆရာတော်ဤလှုပ်စဉ်များကိုတကယ်ယုံကြည်စွာလုပ်ကြည့်ပါဆောင်ရွက်ကြည့်ပါထူးခြားစေရပါမည်တေတကားဆရာတော်ဤစာအုပ်ထဲမှာကူးယူဖော်ပြခြင်းဖြစ်ပါတယ်အားလုံးပဲခုနှစ်ရက်သားသမီးအပေါင်းနေအိမ်မှာနေထိုင်ကြသူအိမ်သူအိမ်သားအားလုံးကြက်တည်တိုးပါစေလက်ပွင့်ကြပါစေအစဉ်ပြေကြပါစေအပူပင်ကင်းအေးချမ်းကြပါစေ